be like 6 6နှစ်ကလေးလေးလိုကျမရဲ့အိမ်နီးနားချင်းတွေထဲမှာအသက်4-5-6နှစ်အရွယ်ကလေးမလေးတယောက်လည်းပါဝင်ပါတယ်ကျမစာရေးနေတဲ့အခန်းကနေသူ့ရဲ့တီတီတာတာစကားပြောတန်ရီမောပျော်ရွှင်တန်ကြပြားတွေတချင်းတွေစီးချက်ချာချာရွတ်ဆိုတန်တွေကိုတစ်ချိန်လုံးကြားနေရတတ်ပါတယ်အများဆုံးကြားရတာကတော့ရည်နေတဲ့အတန်လေးပါပဲကလေးတွေဟာအတော်ရည်နိုင်ကြတာပဲလို့တွေးရင်ပြုံးမိပါတယ်6နှစ်အရွယ်ကလေးတယောက်ဟာတစ်နေ့ကိုအခါ300လောက်ပြန်မြအားဖြင့်ရီမောတယ်လို့ဖတ်ဖူးပါတယ်လူကြီးတွေကတော့တစ်နေ့ကိုအနည်းဆုံး15ခါကနေအများဆုံးအခါ100လောက်သာရီမောကြပါတယ်တဲ့ကျမတစ်နေ့ကိုဘယ်နှခါလောက်ရီမိတယ်လဲလို့သတိထားကြည့်တော့တချို့နေ့တွေမှာ15ခါတောင်မပြည့်တာကိုတွေ့ရတယ်ကျမအတော်အံ့ဩသွားမိတယ်ကျမတို့ဟာကလေးဘဝကိုပြန်ရောက်ချင်လိုက်တာလို့ပြောတတ်ကြပါတယ်ဘာတာဝန်အပူအပင်မှမရှိဘဲကိုကလေးတွေအတွက် life is amazing ဆိုတဲ့စကားဟာသိမှန်ပါလိမ့်မယ်ဘဝဟာအံ့ဩဖွယ်အတိပါပဲမှတ်မိကြမှာပါကျမတို့ငယ်ငယ်တုန်းကလည်းတွေ့သမျှမြင်သမျှအရာရာဟာပျော်ရွှင်စရာစိတ်လှုပ်ရှားစရာကောင်းနေခဲ့တာကြီးပါပဲကျမဆိုရင်အိမ်ရှိကအမြောင်းဘေးမှာပေါက်နေတဲ့ဘိန်းကြာရွက်ကြီးတွေပေါ်မှာတတွေးထွေးချလိုက်လို့အဲ့ဒီတတွေးလုံးလေးကဘိန်းကြာရွက်ရဲ့အစိမ်းရောင်အမွေနုနုကလေးတွေပေါ်မှာတလိမ့်လိမ့်ဖြစ်နေတာကိုကြည့်ပြီးပျော်ရွှင်ခဲ့ဖူးပါတယ်ပရွက်စိတ်ကလေးတွေတန်းစီသွားနေတာကိုကြည့်ရင်အချင်းချင်းနှုတ်ဆက်ကြတာကိုမြင်တဲ့အခါသူတို့ဘာတွေများပြောနေကြပါလဲလို့စိတ်ဝင်စားဖြစ်နေခဲ့ဖူးပါတယ်ပရွက်စိတ်လေးတွေကိုကြည့်နေရတဲ့အချိန်မှာဘိန်းကြာရွက်ဟာကျမအတွက်အရေးမကြီးပါဘူးဘိန်းကြာရွက်နဲ့ဆော့နေတဲ့အချိန်ဟာလည်းပရွက်စိတ်လေးတွေကိုလုံးဝသတိမရတော့ပါဘူး Winning the Pooch ဆိုတဲ့အဝါရောင်ဝက်ဝင်ဝါတုတ်ကလေးကိုလူအတော်များများသိကြမှာပါပဲသူ့ပုံလေးတွေထဲမှာမိုးပြန်ပူပေါင်းအနီလေးတစ်လုံးကင်ထားတာကိုတွေ့ဖူးကြပါလိမ့်မယ်သူ့ရဲ့လူတငယ်ချင်းဖြစ်တဲ့ခရစ္စတိုဖာရောဘင်ကလူကြီးဘဝရောက်သွားပြီးလူကြီးတွေရဲ့တဘာဝအလုပ်တွေပူပန်မှုတွေကြားမှာနှိမ့်မြုပ်နေတဲ့အခါမှာသူကကယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်အလုပ်တွေစာရွက်စာတမ်းတွေအရေးကြီးတာတွေပါတယ် briefcase လက်ဆွဲအိတ်ကြီးနဲ့သူ့လူတငယ်ချင်းကိုသူကငါပူဖောင်းနီလေးထက်များဒီအိတ်ကြီးကအရေးကြီးနေသေးလားကွာလို့ပြောခဲ့ပါတယ် Winning the Pooch ရုပ်ရှင်ကိုတခါပဲကြည့်ခဲ့ဖူးပြီးအဲ့ဒီအပိုင်းလေးကိုတော့သဘောကျလို့ကျမစိတ်ထဲဆွဲပြီးမှတ်မိနေပါတယ်တကယ်စဉ်းစားကြည့်တော့ကလေးတယောက်ရဲ့ဘဝမှာသူလက်ရှိလုပ်နေတဲ့အာယုံဝင်စားနေတဲ့အလောက်ကလွဲပြီးအရေးကြီးတာဘာမှမရှိပါဘူးဘောလုံးနီကလေးတစ်လုံးဖြစ်ချင်ဖြစ်မယ်ပရွက်စိတ်ကလေးတစ်ကောင်ဖြစ်ချင်ဖြစ်မယ် process ဆိုတာဖြစ်စဉ်တစ်ခုပါပဲကျမတို့ရဲ့ကလေးဘဝမှာအဖြစ်အပျက်တစ်ခုရဲ့ outcome လို့ခေါ်တဲ့နောက်ဆုံးမှာဖြစ်ပေါ်လာမယ့်ရလဒ်တွေကိုသိစိတ်မဝင်စားဘဲနဲ့ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုထဲမှာပဲအကောင်းဆုံးအပြည့်အဝဆုံးအာယုံဝင်စားပြီးဖြတ်တန်းခဲ့ကြတာများပါတယ်ဆိုလိုရင်းကတော့ပြစ္ဆုတ်ပံတက်တက်မှာအာယုံဆိုင်ပြီးနေခဲ့ကြတာပါပဲဒါကြောင့်ပျော်စရာရည်စရာတွေကိုလည်းနှစ်ကာကာခံစားခဲ့ကြရတယ်ဒါဟာ absolute blessing ပါပဲအခုလူကြီးဘဝမှာဘာဖြစ်လို့အည်အပြုံးတွေနဲလာရတယ်လဲကလေးဘဝတုန်းကလောက်ဘာဖြစ်လို့ပျော်စရာမကောင်းတော့တာလဲဆိုရင်အချိန်နဲ့အမျှတောင်တွေးမြောက်တွေးအရှိကိုမျောတွေးအနောက်ကိုပြန်တွေးနဲ့ခရီးမရောက်နိုင်ပဲဖြတ်တန်းနေရတဲ့ process အပေါ်မှာအာယုံမဆိုင်နိုင်အမှုမဲ့အမှတ်မဲ့အချိန်တွေကုန်လွန်သွားခဲ့ကြလို့ဖြစ်ပါတယ်ကလေးတွေလိုတစ်ချိန်လုံးရည်နေရမယ်လို့လည်းမဆိုလိုပါဘူးဘရွက်စိတ်တွေတွေ့တိုင်းဝမ်းသာပျော်ရွှင်နေတဲ့တယ်လို့လည်းဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့ဘလို့အခြေအနေမျိုးမှမဆိုကြုံဆုံနေရတဲ့အခိုက်အတန့် process တိုင်းကိုသတိထားပြီးကြော်လွန်ဖြတ်တန်းမှာအဆုံးကားရက်လက်တွေကိုသိမတွေးပဲအခုချိန်မှာကိုဟာအကောင်းဆုံးလုပ်နေတာပဲလို့ယုံကြည်ပြီးဖြတ်တန်းကြည့်ပါစိတ်သက်သာစရာတွေစိတ်ပြေရောစရာတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ကျမဆိုရင်ခုလိုစိတ်ပင်ပန်းခက်ခဲနေတဲ့ကာလမှာတ
နေ့ချင်းစီကိုပဲဖြတ်တန်းလိုက်ပါတယ်တခါတလေတနေ့စာအတွဲတော်မှာစိတ်ကစောင့်တည်ရမရတော့ဘူးဆိုရင်နာရီပိုင်းမိနစ်ပိုင်းနဲ့ကြုံရတဲ့အခိုက်အတန့်တွေတိုင်းကိုသတိထားပြီးဖြတ်တန်းလိုက်ရပါတယ်စူးစမ်းကြည့်ပါတခါတလေကြတော့ရည်ချင်လို့ကိုရည်စရာတွေကိုတက်တက်လိုက်ရှာပြီးရည်ပြစ်လိုက်ရတာမျိုးတောင်ရှိပါတယ်ဒါတောင်မှဟာတာကာဖွင့်ထားရင်ရီဖို့မေ့နေပြီးစိတ်ဆင်းရဲစရာတွေကိုဆက်တွေးနေမိတတ်ပါသေးတယ်။ကျမတို့မှာရှိနေတဲ့စွမ်းအင် energy တွေကိုကိုယ်ပြင်ပကကိုပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေထဲမှာနှိမ့်ဝင်ပြီးစိတ်ပူပန်နေဖို့ထက်ပျော်ရွှင်ဖို့ရီမောဖို့အေးငြိမ်ဖို့အသုံးပြုလိုက်ပါ။သက်တမ်းနေရတဲ့အခိုက်အတန့်တိုင်း process တိုင်းကိုတတိရှိစွာနဲ့ကျော်လွန်သွားနိုင်ဖို့အသုံးပြုကြည့်ပါ။